ဟာဒုက္ခပါပဲဒီဖက်နှက်ကလည်းအေးအေးချောင်းဆိုရမှာ အလင်းလုံးနေသလားခြာတိတ်ဦးဖက်နဲ့စီးသွားမလား ဗျာ အော်ခြာတိတ်ကြီးကအလင်းလုံးတဲ့ပုံပေါက်နေလို့လေပြီးတော့ဖက်နဲ့ဆိုင်ကလည်းဒီနီးနားမှာမရှိတော့ဘူး ဟုတ်တယ်ဗျာအတာတကြံကားဖို့အတွက်အကားသွားတိုက်မလို့ပါဟိုကတော်လေးနောက်ကျနေရတယ်ကြားတယ်ဒီဖက်နှက်က ကဲပါရော့ဦးဖက်နဲ့စီးသွားလိုက် ဒါပေမဲ့အတာစီးလိုက်ရင်ဦးကဘလို့နေခဲ့မှာလဲ ကိုကအဆင်ပြေပါတယ်ခြာတိတ်ရဲ့ အတာမောင်မောင်ပါ ဘယ်လို ခြားတိတ်မဟုတ်ပဲအတာမောင်မောင်ပါလို့ကျွန်တော်နာမည်က အော်ဟုတ်ပါပြီဗျာကို့နာမည်ကဂိမ်းမန်ဦး ဟမ်နှွေးဦးမှာပဲမွေးရလား ဒါပေါ့အတာသိန်းတဲ့နေမှာမိုးရလေဒါကြောင့်ဂိမ်းမန်ဆိုတဲ့နေဦးနဲ့ကြံဆိုတဲ့အတာနဲ့ပေါင်းဆက်လိုက်ရင်လိုက်ဖက်ညီတာပေါ့ ဘာမှလည်းမဆိုင် စာမဆိုင်သိချင်ရင်ကိုတို့ပေါင်းဆက်ကြည့်မလား ဗျာဟာဘလို့လူချင်းမှလည်းမသိဘူး ဟာဟေးဖက်နဲ့စီးသွားအောင်လေဟေးအာဟာဒီချတိန်နေတော့ကွာ အတာကျူးတဲ့တကူလာချိန်ခါနှစ်ကူသိမ်းရမှာဟာသူကလေးနဲ့တွေ့ရဖို့မမင်းလည်းမမေ့နိုင်ပါဒီနှစ်တွင်လဲကြုံရမှာပဲတန်တာတဲ့ဒီချိန်ခါတော့ပန်းပွင့်တဲ့တတိယနေဘူးပါ ရော့ ဟမ်ဒါတွေကဘသူအတွက်လဲ ချတိတ်တွေလေနှစ်ကူးမှာအစောဆုံးပွင့်တဲ့ဗတောက်တွေ ကျေးဇူးပါဗျာဟေးမွေးနေရတယ် ကျေးဇူးပဲလားကို့ဘာမှပြန်မပေးတော့ဘူးလား ဒါဆိုမနေ့ပြန်ကြနေအင်ရှီမန်တက်မှာမလုံးလုံးမှာလာခဲ့လေ တကယ်လား ဒါပေါ့ လာပြီလေမပြတ်တမ်းမတော့ပန်းပွင့်တွေခုလို့သာပြိုပြိုမင်းလက်ကမ်းလှမ်းလို့ယူစမ်းပါ အမေ နှစ်တင်မှာကို့အတားလေးအေးချမ်းပါစီဗျာ ဘာအေးချမ်းပါစေလဲမနေ့စောစောစီစီဘာလို့ရေလောင်းတာလဲဗျာ ဟာနှခမ်းကြီးစုမနေနဲ့လေခွေးတရေနဲ့အမှတ်ခံရမယ်နော် တော်ပါလူကြီးဆိုပြီးအနိုင်ကျင့်နေရ ဟုတ်ရပါဘူးဗျာ သူမျက်နှာရေးစင်ဖြန်းကနှုတ်ခမ်းလေးစုပါအညူစူစမ်းနဲ့လာပြူပြူရတခြားမင်းသားပြီးသွားရင်အော်မတ်ချက်ယူသွားမှာတတိချပါ ဒီမှာမော်လုံးလေးစားပါအောင် အတွက်လိုက်ရလား ဒါပေါ့ဗျအတာကိုယ်တိုင်လုံးထားတာ ဟုတ်ပါပြီဗျာဟာအာအမလေးစက်လိုက်တာ ဟေးမယုတ်တိလေးနဲ့နေထည့်ထားတာအဆက်ပြေဖြော်ရည်လေးတောက်လိုက် အတားကတော့ကွာဒါဘာပြောရည်လဲ ညံပြားကြီးဖြော်ရည်လေး လာခဲ့ကောင်ဆိုးလေး ဟာဟဲ့လူမေမေရေ ရွှေမြစ်တာထားတဲ့လာကွာမြုပ်တီတွေလောက်တော့မနာတဲ့ဒီစေတော်မင်းကချွေးရင်ကိုမငင်မှုရုံပြန်လာမြုပ်ပြီးဆက်သွားရင်မနာပါချိုတဲ့ချစ်မြတ်ထချွေးတော့အင်တီအောင်လို့လိုက်စားမယ်မင်းပဲလေးချက်ပြီးလားချီစားရ ဒီနေ့ထူးထူးခြားခြားအမွေစင်လေးကပစိုးနေပါလား လူကြီးနော်ဘာအမွေစိမ့်လဲရေလိုသွားမလို့လေဟုတ်ရောမလိုက်ဘူးလား မင်းလေးခေါ်ရဆိုရေအလိုမှမဟုတ်ဘူးဒီကိုအတူခေါ်ရင်တော့လိုက်တယ် အပူတွေပြောပါတယ်ဥကိန်ခင်ရဲ့ ဂိမ်းမန်လောက်တော့လှုပ်ပါအတားလေးရဲ့ ဟေးမာလို့ ချက်လားအတားဆို ဗျာဘာမှလည်းမဆိုင် စားလိုက်ပါတော့ကွာနော် ဟာဟဲ့လူကြီးဖះပေါ်မှာလေဗျာ လာအတားဆိုအောက်ဆင်းမယ် ဟာဗျာတကယ်မနိုင်စိမ့်ကြီး ဝင်းဝင်းဖန်ပန်သူမျက်နှာရှင်းရှင်းတန်တန်လှရဲ့ဗျာရှင်းရှင်းတန်တန်လှရဲ့ဗျာဝင်းဝင်းဖန်ပန်သူမျက်နှာရေးစင်ဖြန်းကနှုတ်ခမ်းလေးစုပါအညူစူစမ်းနဲ့လာပြူပြူရတခြားမင်းသားပြီးသွားရင်အော်မတ်ချက်ယူသွားမှာတတိချပါ